သူမဇလန်းနဲ့ရောက်လာပြီးခင်ပွန်းကိုမြင်လိုက်ရတာနဲ့တတွေးတောင်ကြားလို့မတတ်ဖြစ်သွားတယ်သူ့ရဲ့ဖုန်းခေါ်တန်တစ်ချက်ကြားတာနဲ့စိတ်အားထက်သန်နေတဲ့ခွေးပေါက်စလေးလိုပြေးလာခဲ့တယ်ဒါပေမဲ့သူမရုတ်တရက်ရက်တန့်သွားပြီးခဏအကြာမှပဲစီယုတ်ကကွာရှင်းစာချုပ်ကိုစပွဲပေါ်ပြစ်တင်လိုက်တယ်ရော်ကြီးအနေနဲ့ဘီလီယံတစ်သန်းပေးမယ်လို့တောင်ကမ်းလှမ်းတယ်သူမစိတ်ထဲကနေလှောင်ပြောင်လိုက်တယ်အချမ်းသာဆုံးမိသားစုစုကဘီလီယံတစ်သန်းနဲ့ပေးတယ်ပေါ့လေရှီယာကမျက်လုံးပြူးသွားတယ်သူတခုခုကိုတေချာပေါက်ကြားလိုက်ရတယ်ကိုရန်တော်ကတော့မကြားလိုက်ဘူးဒီအတော်အတွင်းမှာသူမလည်းစိတ်ပြောင်းသွားမှဆိုလို့ကွာရှင်းစာချုပ်တွေကိုအမြန်လက်မှတ်ထိုးလိုက်တယ်ပြီးတော့အချစ်ကြီးတဲ့ဟန်နဲ့တရုပ်ဆောင်ပြီးတကယ်ချစ်ချင်းမြတ်တာဆိုတာဘယ်ချိန်မှထွက်ခွာရမယ်ဆိုတာသိတာပဲလို့ပြောလိုက်ပြီးသူ့ကိုပါလက်မှတ်ထိုးဖို့တွန်းအားပေးလိုက်တဲ့စီယိုကတုံးလုံးသွားတယ်သူကသူမကိုသူ့ပေါ်ဆွဲလန်းနေတဲ့ယူတူတူလို့ထင်နေတော့ပဲဘာလို့အခုသူ့ကိုထားခဲ့ရတာလဲဆိုတာသူနားမလည်ဘူးသူ့ရဲ့ပြည့်ပြည့်စုံတဲ့ကိုယ်ခန္ဓာကိုကြည့်ရင်သူမစဉ်းစားလိုက်တယ်နှမျောစရာပဲကွာရှင်းခါနေတော့သူ့နဲ့အပျော်ပါလေးတွေလှုပ်လိုက်ရင်ကောင်းမလားဆိုလဲတောင်းတင်းသွားတယ်သူကသူမရဲ့အတွေးတွေကိုတကယ်ပဲကြားနိုင်တာပထမဆုံးအပိုင်းကိုကြည့်ဘူးတဲ့ပရိသတ်တွေကသူမဟာဇလန်နဲ့မပိတ်မိခင်ကမာဖီးယားဂိုင်းကောင်းဆောင်ဟောင်းဖြစ်ကြောင်းသိကြမှာပါသူမဟာအဲ့ဒီလိုလက်ပုတ်တီးတဲ့သူဖြစ်သွားပြီးကြောက်မက်ဖွယ်ကျင်းစာဆွမ်းအားကိုရခဲ့တယ်သူမရဲ့ကျင်းစာတိုင်းကတကယ်ဖြစ်လာတယ်သူမပြန်ချင်တာအိမ်ကိုပဲဆီယိုစိတ်အနှောက်အယှက်ဖြစ်မှန်းသိလို့ပို့ပြီးကတ်တွေလိုက်တယ်ဒါပေမဲ့ဆီယိုကသူမရဲ့အတွေးတွေကြောင့်လန့်သွားပြီးသူ့အခန်းစီဆုတ်ခွာသွားတယ်သူမချက်ချင်းပဲထိတ်လန့်သွားပြီးသူမတို့ကွာရှင်းသေးတာမဟုတ်ဘူးလို့ပြောပြီးသူ့နောက်ကိုပြေးလိုက်သွားတယ်အခန်းထဲအထိသူ့နောက်ကိုအလောတကြီးလိုက်သွားပြီးမျက်ရည်တူးတွေအတွက်မျက်စင်းစေးတောင်တုံးလိုက်တယ်ပြီးတော့အချစ်ဆက်လန်းအပြည့်နဲ့ဟန်ဆောင်လိုက်ပြီးသူမရှိရင်မနေနိုင်ဘူးဆိုတဲ့ပုံစံမျိုးလုပ်ပြလိုက်တဲ့တစ်ချိန်လုံးစိတ်ထဲကနေတိတ်တိတ်လေးရင်နေခဲ့တာဒီလိုကတ်တွေတဲ့အပြုမှုကသူ့ကိုမြင်မြန်စိတ်ကုန်သွားစေမှတေးချတယ်ဒါပေမဲ့သူကသူမရဲ့ရင်ထဲကအတွေးတိုင်းကိုကြားနေရတာသူတုံ့ပြန်ဖို့အချိန်မရခင်မှာပဲသူမစံပြုတ်တပံကန်ကောက်ယူပြီး10နှစ်နာရီကြာအောင်ကြိုထားတာလို့ပြောလိုက်တယ်ဒါပေမဲ့အမှန်ကဒါကမျိုးထဲမှာအစိုးဆုံးပြင်စာဖြစ်ပြီးစားတွေအများကြီးထည့်ထားတော့သူ့ကိုထာဝရမုန်းသွားစေဖို့လုံလောက်တယ်ဆီယိုရဲ့မျက်လုံးတွေမိတ်တုံဖြစ်သွားတယ်သူမအနားရောက်လာတော့သူနှုတ်ခမ်းတွေကိုတင်းတင်းစိတ်ထားပြီးသူမကိုထွက်သွားဖို့တောင်းပန်တယ်ဒါပေမဲ့သူမကနှက်ဆိုင်တဲ့အချစ်ကိုပို့ပြီးအသားပေးလိုက်တယ်အဲ့ဒီအချိန်မှာပဲကောက်ကျစ်တဲ့ green tea မှာ green tea girl ရောက်လာတယ်သူမသူ့ကိုချက်ချင်းပဲမှတ်မိလိုက်တယ်ဒီကောင်မကသူမဘဝကိုဆိုးရွားအောင်ဖန်တီးထားတဲ့ pre ရဲ့ကျွဲတဲ့လူဆိုးမပဲတေးချတာပေါ့ green tea မကချက်ချင်းပဲအမီးမောက်မတဲတဲ့စကားတွေစပြောတော့တယ်ဆရာကားတိုင်းမှုအကြောင်းကိုပဲစက်တိုက်ပြောနေပြီးရက်ကိုမရက်တော့ဘူးအဲ့ဒါကသူမရဲ့အမှားလုံးဝမဟုတ်ဘူးဆရာကကြားလိုက်ရပြီးသူမကသူမကြောင့်ဖြစ်တယ်လို့ရည်ညွှန်းနေမှန်းသိတယ်ဒါပေမဲ့သူမစိတ်မဆိုးဘူးတကယ်တော့စိတ်လှုပ်ရှားတောင်ဖြစ်နေတယ်ဘာလို့လဲဆိုတော့ green tea မကအဲ့ဒီဖြစ်ရက်နဲ့သူမကိုဆွဆွဲလာမယ်ဆိုရင်သူမအဲ့ဒါကိုအသုံးချပြီးဆရာကိုကွာရှင်းဖို့မြန်ဖိအားပေးလို့ရမယ်လို့တွေးလိုက်လို့ပဲအဆက်လေးတင်ပေးမှဖြစ်လို့အကောင့်ကို follow လုပ်ထားခဲ့ပါနော်7 day movie recap မှာကျေးဇူးပါ